အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတစ်ခေါက်မိတ်ဆက်ပေးမဲ့ဘိန်းလေးကတော့ Super Ambo စီဆိုင်ဘိန်းလေးပဲဖြစ်ပါတယ်2013 model လေးပါရုပ်ထွက်လေးကတော့တော်တော်လေးကိုတန့်ပါတယ်ရှေ့တာယာအသစ်နီးပါးကိုကြံပါသေးတယ်အင်ဂျင်စီရိုစိတ်မရှိပါဘူးအင်ဂျင်လုံးဝငြိမ်ပါမယ်စက်တက်မီလိုက်နေလဲအကုန်ကောင်းပါတယ်ကာဘာဆေးသားလေးတွေလှပါတယ်နောက်တာရလဲ80ရာခိုင်နှုန်းလောက်ကျန်ပါသေးတယ် chain sprocket တွေလည်းအထူကြီးကျန်ပါသေးတယ်မန်လိုင်စင်34ရပလက်နဲ့လာပါမယ်တက်တန်းကလည်းအသစ်2029 8လပိုင်းဒီရှိမှာပဲဖြစ်ပါတယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့73,800ဖြစ်ပါတယ်53ဘီလန်133ကြားမန္တလေးစက်မှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်